你多没哩？ပွဲစားတွေကကြည့်ရင်စိတ်မချဘူးမြန်မာတွေ ကိုကြီး ကျွန်တော်မလေးရှားသို့သွားခြင်းနဲ့ရွာဟာလူငယ်တွေမလေးရှားကိုသွားကြတယ်နော် အားလုံးနဲ့ ဟာမသွားနဲ့ရဲတွေကငါတို့မြန်မာတွေဖမ်းတယ်ဘာဖြစ်လို့လဲ passport မရှိလို့ငါတငယ်ချင်းတွေအများကြီးဖမ်းတယ် ဟာငါမှ passport ရှိတယ် သူတို့ကငါတို့မြန်မာတွေမုန်းနေတာ ကျွန်တော်မလေးရှားသွားကျင်တာ နေမှာဘာပဲရှိနေသူတို့ကဖမ်းတယ် ဟာငွေမရှိလို့တငယ်ချင်းတွေလည်းနိုင်ငံခြားသွားကုန်ပြီ ငါလည်းသွားကျင်တာပေါ့မဟုတ်ငါတတဲ့ပြောတာနော်ဟိုးအန်တီရဲ့ရှိတယ်အောက်လန်ကနေသွားမယ်လေပွဲစားတွေကကြည့်ရင်စိတ်မချဘူးမြန်မာတွေ ရန်ကုန်ကနေထိုင်းကိုထိုင်းကနေမလေးရှား ဟုတ်လား ဟုတ်လား နင်ပြောတာလွယ်လွယ်နဲ့ဘယ်လောက်ဒုက္ခရောက်နေမသိဘူး ရန်ကုန်ကနေထိုင်းကို ထိုင်းကနေမလေးရှားဟုတ်လား ဟမ် နင်ပြောတာလွယ်လွယ်နဲ့ဘယ်လောက်ဒုက္ခရောက်နေမသိဘူး ငါတက်တယ်ပြောတာနော် အန်တီရဲ့ရှိတယ် အောက်လန်ကနေ သွားမယ်လေ